developer တယောက်အနေနဲ့ထိရောက်စွာပြောဆိုဆက်သွယ်နည်း developer တယောက်အတွက်စာရေးသားတဲ့အရေးချင်း writing skill ဟာတကယ် super power တစ်ခုပါပဲကျွန်တော်တို့တွေဟာတနေ့တာလုံးမှာကွန်ပျူတာနားလည်အောင်ကုတ်တွေရေးနေရတယ်လို့ပဲတကယ်တမ်းအလုပ်လုပ်တဲ့အခါမှာတော့လူတွေနဲ့ပဲအလုပ်လုပ်ကြရတာပါအထူးသဖြင့် remote အလုပ်လုပ်တဲ့အခါမျိုးမှာ writing ဟာပိုတောင်အရေးကြီးပါသေးတယ်ဘေးနားကခုံကိုလှည့်ပြီးစကားပြောလို့မရတော့တဲ့အခါ chat မှာရေးလိုက်တဲ့စာတစ်ကြောင်းကတစ်ဖက်လူအတွက်ရှင်းလင်းနေဖို့လိုပါတယ်မဟုတ်ရင်ဘာကိုဆိုလိုတာလဲဆိုတဲ့မေးခွန်းနဲ့တင်အချိန်တွေအများကြီးကုန်သွားနိုင်လို့ပါဒီတော့ထိထိရောက်ရောက်ရှိဖို့အတွက် writing ရဲ့ resolution တိကျသေးချာမှုကိုဘယ်လိုမြင့်တင်ကြမလဲဆိုတာကြည့်ရအောင်နံပါတ်1 short form writing တနည်း chat မှာစာရေးတဲ့အခါ Slack WhatsApp ဒါမှမဟုတ် Teams လိုနေရာမျိုးမှာစာပို့တဲ့အခါမြန်မြန်ဆန်ဆန်ပို့တတ်ကြပါတယ်အဲ့ဒီခါမှာအသေးစိတ်တွေကိုခြံခဲ့မိတတ်ပြီးတစ်ဖက်လူနားမလည်တာမျိုးဖြစ်တတ်ပါတယ်ဥပမာအချို့ကိုနှိုင်းယှဉ်ကြည့်အောင်ဥပမာ1 low resolution ပုံစံကျွန်တော်စစ်ကြည့်ပြီးအဆင်မပြေဘူးလို့ပဲသူ့ကိုပြောလိုက်တယ် high resolution ပုံစံကျွန်တော် footer tab file script ကိုစစ်ကြည့်ပြီး SQL user table ထဲမှာ last column က update မဖြစ်တဲ့ bug တစ်ခုရှိနေတာကိုနာမည်ကိုပြောပြထားပြီးသားပါဥပမာ2 low resolution ပုံစံ Hi team the worker is having a bad time high resolution ပုံစံ Hi team the email sending worker keeps crashing with the following exception I've tried rerunning clearing the cache reinstalling dependencies can I get a hint ဘာကြောင့်ကွာခြားတာလဲဥပမာတွေမှာ low resolution တွေကိုကြည့်ရင် context နောက်ခံအကြောင်းအရာအရင်နေပါတယ်ဒါကဘာကိုဆိုလိုတာလဲသူကဘာတူလဲအခြေအနေမကောင်းဘူးဆိုတာဘာဖြစ်တာလဲဆိုတာတွေကိုတစ်ဖက်လူကလိုက်တွေးနေရလို့ energy ပိုကုန်ပါတယ် high resolution ပုံစံမှာတော့ရေးတဲ့သူကအချိန်နဲ့ပို့ပေးလိုက်ပေမဲ့ဖတ်တဲ့သူကဘာဖြစ်နေလဲဘာတွေလုပ်ပြီးပြီလဲဆိုတာကိုချက်ချင်းသိနိုင်လို့အဖြေကိုချက်ချင်းပေးနိုင်ပါတယ်နှစ် pull request နဲ့ feedback ပေးတဲ့အခါတနည်း longer form writing pull request သို့မဟုတ် PR တွေမှာ comment ပေးတာဒါမှမဟုတ် design document တွေကို feedback ပေးတဲ့အခါဒါဟာတစ်ဖက်လူကိုသိတဲ့ပညာကိုမျှဝေပေးဖို့နဲ့ level up လုပ်ပေးဖို့အခွင့်အရေးတစ်ခုလို့မှတ်ယူသင့်ပါတယ်ဥပမာဒါက RESTful မဖြစ်ဘူးပြီးတော့ route မှာ parameter တွေသတ်မှတ်ထားပေမဲ့ handler မှာမပါတော့ crash ဖြစ်နိုင်တယ်လို့ပဲပြောမယ်အစားဘာကြောင့် crash ဖြစ်နိုင်တာလဲ RESTful ဖြစ်အောင် route တွေကို list type နဲ့ singular type ဆိုပြီးဘယ်လိုခွဲရမလဲဆိုတာတွေကိုခုတ်တွေနဲ့တေချာရှင်းပြပေးလိုက်တာကတစ်ဖက်လူအတွက်အများကြီးပိုအကျိုးရှိပါတယ်အမြဲတမ်းစာရှည်ကြီးတွေရေးခိုင်းတာမဟုတ်ပါဘူးဒါပေမဲ့ကိုက2မိနစ်ထက်10မိနစ်လောက်ပိုသုံးပြီးရေးပေးလိုက်တာကတစ်ဖက်လူအတွက်အများကြီးပိုအကျိုးရှိမဲ့အခြေအနေမျိုးဆိုရင်တော့တေချာရေးပေးသင့်ပါတယ်ဥပမာ junior တွေတခြား team ကလူတွေကို feedback ပေးတဲ့အခါမျိုးတွေဖြစ်ပါတယ်နံပါတ်3စာရှည်ကြီးတွေရေးတဲ့အခါတနည်း long form writing ဒီလို writing မျိုးစားအတွက်တော့ဒါမျိုးလုပ်ပါဆိုပြီးညီလန်းအတိအကျပေးဖို့တော်တော်ခက်ပါတယ်ဘာလို့လဲဆိုတော့စာမျက်နှာတစ်မျက်နှာတည်းကနေစာလုံးရေထောင်ချီတဲ့အထိရှည်သွားနိုင်လို့ပါဒီနေရာမှာတော့စာစီစာကုန်းပုံစံမျိုးဖြစ်သွားပြီးစာရဲ့တိဆောက်ပုံ structure နဲ့စီစဉ်မှု flow ကအရန်ရေးကြည့်လာပါတယ် company တော်တော်များများက technical writer တည်တံ့ငှားလေးမရှိကြပါဘူးအဲ့ဒီတော့တိကျပြီးအထောက်အကူဖြစ်မဲ့စာတွေကိုရေးဖို့တာဝန်က developer ဖြစ်တဲ့ကိုပခုံးပေါ်ရောက်လာပါတယ်ဒါကြောင့်ကိုယ်တိုင်ကပဲကိုစာကိုပြန်စစ်နိုင်တဲ့ editor တယောက်ဖြစ်ဖို့လိုလာပါတယ်ဒီနေရာမှာ lava mountain ဆိုတဲ့အယူအဆကိုသုံးခြင်းပါတယ်ကိုယ့်ရဲ့ရေးသားမှုကပိုရှင်းလေလေပိုပြီးနားလည်လွယ်လေလေကိုယ့်ရဲ့ mountain ကပိုရှည်လာလေလေပါပဲငယ်ငယ်က physics သင်တဲ့အထဲမှာပါတဲ့အလေးတုံးကို mountain သုံးပြီးမြှောက်တဲ့ဥပမာလိုပေါ့ mountain ရှည်လေအလေးတုံးကိုမြှောက်ဖို့လွယ်လေလေပါပဲဥပမာနှိုင်းရှင်းချက် API documentation ရဲ့အရေးသွေးကအင်မတန်ကြီးမားတဲ့သက်ရောက်မှုရှိပါတယ်အကျိုးရှိတဲ့ဘက်ပြောရအောင် document ကတကယ်ပဲအသုံးဝင်နေရင် API user တွေပျော်မယ် API သုံးစွဲမှုတွေတိတိတသားတက်လာမယ်ပျော်တဲ့ API user ကနေနောက်ထပ် user တွေကိုဆွဲဆောင်နိုင်ပါလိမ့်မယ်ထိခိုက်တဲ့ဘက်ကိုပြောရအောင် document ကမကောင်းရင်တော့ user တွေစီကမကြေမနက်မေးမြန်းတန်တွေ support request တွေနဲ့တင်ကို့မှာအလုံးမတွင်တော့ပါဘူး API documents တွေတင်မကပဲ specification တွေ design documents တွေနဲ့ project pages တွေမှာလည်းဒီ leverage user ကအတူတူပါပဲဘာကြောင့်စာရေးသားကအရေးကြီးတာလဲကျွန်တော်တို့အားလုံးဟာအနေတိုင်းစာတွေရေးနေကြတာပါဒါပေမဲ့များသောအားဖြင့်တော့ကိုရေးလိုက်တဲ့စာကတိတ်ပြီးတက်ရောက်မှုမရှိတတ်ကြပါဘူးဥပမာတငယ်ချင်းတွေနဲ့ Messenger လို app မျိုးမှာစနောက်တာအတိတယောက်စီမွေးနေ့ဆုတောင်းစာပို့တာမျိုးပေါ့ဒါပေမဲ့အလုပ်ခွင် professional setting နဲ့ရောက်လာတဲ့အခါမှာတော့စာရေးသားဟာတကယ့်ကိုအရေးကြီးလာပါပြီကိုရေးလိုက်တဲ့စာကိုကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်တွေတင်မကပဲကိုယ့်ရဲ့ manager ဒါမှမဟုတ်ကိုယ့် manager ရဲ့ manager ကပါဖတ်ရနိုင်ပါတယ်အဲ့ဒီအခါမှာကိုယ့်ရဲ့ရေးသားမှုကရှင်းလင်းတိကျပြီးတစ်ဖက်လူကိုချင်းစာတတ်ဖို့လိုအပ်ပါတယ်။ဒီညမှာ first order ပထမအဆင့်နဲ့ second order ဒုတိယအဆင့်တက်ရောက်မှုတွေကိုကြည့်အောင်ပါ။နံပါတ်1အချက်လက်မပြည့်စုံတဲ့ရေးသားမှု low resolution writing first order positive ကိုယ့်အတွက်တော့အကျိုးရှိပါတယ်။စာကိုခဏလေးနဲ့ပြီးအောင်ရေးလိုက်လို့ရတဲ့အတွက်ကိုယ့်အတွက်တော့ပိုပြီးအလုပ်တွင်တယ်လို့ထင်ရပါတယ်။ second order negative ဖတ်တဲ့သူမှာတော့ဒုက္ခရောက်ပါတယ်
ကိုဘာကိုဆိုလိုချင်တာလဲဆိုတာကိုသူတို့ကအချိန်ပေးပြီးလိုက်တွေးနေရလို့ energy ပိုကုန်ပါတယ်ဒါဟာတစ်ဖက်လူကိုစိတ်အနှောက်အယှက်ဖြစ်စေရုံနဲ့မကပဲလုပ်ငန်းအပေါ်မှာလည်းထိခိုက်မှုတွေရှိလာနိုင်ပါတယ်နံပါတ်2သေချာစဉ်းစားထားတဲ့ရေးသားမှု high resolution writing first order negative ကိုယ့်အတွက်တော့အလုပ်ပိုပါတယ်စာကိုဖတ်ရလွယ်ကူအောင်ပြန်ပြင်ရတယ်ကိုယ်တိုင်ဘာတွေဝေဝါးဖြစ်နေလဲဆိုတာကိုပြန်စစ်ရတယ်ဘလောက်အထိအသေးစိတ်ရေးတင်လဲဆိုတာကိုချိန်ဆရပါတယ်ဒါတွေကကိုယ့်ရဲ့စွမ်းရည်ကိုအသုံးချရတာပါဒါပေမဲ့မှတ်ထားရမှာကဒါကကိုယ့်အတွက်တင်မကပဲသူတို့အတွက်ရောပါ second order positive ကိုယ့်ရဲ့ဒီလိုအပေါ်အားထုတ်မှုကြောင့်ဖတ်တဲ့သူတယောက်တည်းတင်အကျိုးရှိတာမဟုတ်ပါဘူးတကယ်လို့ဒီစာကိုလူ10ယောက်လူအယောက်1000ဒါမှမဟုတ်ကုမ္ပဏီရဲ့ CEO ကပါဖတ်ရမယ်ဆိုရင်ဘလောက်အထိအကျိုးသက်ရောက်မှုရှိသွားမလဲဆိုတာစဉ်းစားကြည့်ပါလို့မှာကိုရေးတဲ့စာတွေကိုတေချာ queue စိုက်ပြီးဖတ်တဲ့သူအဆင်ပြေပြေနဲ့နားလည်လွယ်အောင်ရေးသားဖို့ကြိုးစားမယ်ဆိုရင်အချိန်ကြာလာတဲ့အခါဒါတွေကအဖွဲ့အစည်းတစ်ခုလုံးအတွက်အဖိုးတန်တဲ့မှတ်တမ်းမှတ်ရာအနေနဲ့လည်းဖြစ်လာနိုင်တယ်လို့အားလုံးအတွက်အကျိုးရှိစေမှာဖြစ်ပါတယ်ဒါဟာတကယ့်ကိုဝင်းဝင်းဝင်းပါပဲညီကုန်းချုပ်အနေနဲ့ပြောရရင်နံပါတ်1ဖတ်တဲ့သူတွေပို့ပြီးနားလည်လာမယ်အရေးချင်းတက်လာမယ်နံပါတ်2အဖွဲ့အစည်းမှာ knowledge sharing ပိုကောင်းလာပြီး productivity ပိုကောင်းလာမယ်နံပါတ်3ကိုယ်တိုင်လည်းကိုယ့်ရဲ့ ideas တွေကိုပို့ပြီးရှင်းရှင်းလင်းလင်းတင်ပြနိုင်လာလို့ career လမ်းကြောင်းမှာလည်းပို့ပြီးတိုးတက်လာပါလိမ့်မယ်ဒီတော့နောက်တစ်ခါစာရေးတဲ့အခါငါရေးတာကိုဖတ်တဲ့သူကရောအလွယ်တကူနားလည်ပါမလားဆိုတာလေးတစ်ချက်လောက်ထည့်စဉ်းစားပေးကြည့်အောင်လို့ပြောရင်ဒီမှာပဲညီကုန်းချုပ်ပြရစီအချိန်ပေးပြီးနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်